အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ TVN Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းတွေကိုကျမတို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့တဲ့မဘာသာဖွဲ့ဝင်ကျော်မျိုးရွှေကတာဆာညပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရွေးကောက်ပွဲဝင်ပြိုင်နေတယ်လို့မန်လေးမြို့ခံတွေစီကနေသိရပါဗျ။ရန်ကုန်မြို့ပေါ်မှာတပိတ်အင်အားစုတွေကအကြမ်းဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်တပိတ်မှောက်ဖို့လူထုစည်းရုံးလှုံ့ဆော်ရေးပြုလုပ်ခဲ့တယ်လို့ရန်ကုန် Revolution Force YRF ကထုတ်ပြန်ထားပါတယ်။နေပြည်တော်တက်ကုန်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းအမှတ်239ရှိအကြမ်းဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သားနှုတ်တေဆုံးပြီးဗိုလ်တဦးထိခိုက်ဒဏ်ရာရှိခဲ့တဲ့တဲ့င်းတွေအပါအဝင်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ထိုင်းမြန်မာနယ်စပ်ရှီမောင်းတော်မြို့ကို KNL ဦးဆောင်သောတော်လှန်ရေးတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုက်စစ်သားများအလုံးအလံဖြူထောင်ထိုင်းဘက်သို့ထွက်ပြေးသွားတဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီမြို့နယ်ရှေမောင်းတော်မြို့ကိုတော်လိုင်းတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းတော်လိုင်းသတင်းမြစ်ကပြောပြခဲ့ပါတယ်ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာမောင်တော်မြို့ကိုတော်လိုင်းတပ်များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမောင်တော်ရှိနောက်ဆုံးကျရင်နေသောစစ်တပ်ရဲ့စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မောင်တော်မြို့နယ်ကိုသိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းမောင်တော်မြို့ကို KNL ဦးဆောင်သောတော်လိုင်းတပ်များကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ပြီးတော့နိုဝင်ဘာလ17ရက်နေ့မှာစတင်ကတော်လိုင်းတပ်ပေါင်းစုကအပိသက်ထိုးစစ်ဆင်ခဲ့ကြောင်းနိုဝင်ဘာလ14ရက်နေ့မနက်စောပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြို့ကတော့ရသွားပြီးအခုထိုင်းဘက်ကိုစစ်ကားကြီး3စီးနဲ့စစ်သားတွေရောလက်နက်တွေရိတ်ခါတွေရောတဲပြီးတော့ထွက်ပြေးကြပြီးထိုင်းဘက်ကအခုလက်နက်တွေရိတ်ခါတွေနဲ့စစ်သားတွေကိုလက်ခံထားတယ်။စစ်ဘေးရှောင်ပြည်သူတွေရှိနေတဲ့ကြားတွေကနေထိုင်းဘက်ကိုပြန်ပြေးကြတာလက်နက်တွေကိုတော့ထိုင်းစစ်တပ်ကသိမ်းတယ်ဒီမနက်ကအလံဖြူထောင်ပြီးစစ်သားတွေပြေးလာကြတာလို့မျက်မြင်တွေ့ရှိကူစစ်ပေးဆောင်တူကပြောပြခဲ့ပါတယ်တော်လိုင်းတက်များကမောင်တော်မြို့နယ်ကိုနေမြေရှင်းလေးလုံးနေပြီးတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများတားရှာလှုံ့ဆော်ခဲ့ကြောင်းလက်ရှိချိန်မှာလည်းလေကြောင်းအနေနဲ့ဆိုရင်နေရာကျဖြစ်ကြောင်းသိရှိရပါတယ်မောင်တော်မြို့သိန်းတိုက်ပွဲကြောင့်ထိုင်းမြန်မာနယ်စပ်သို့မောင်တော်မြို့မှပြည်သူ3000နီးပါးစစ်ပေးဆောင်ရောက်ရှိနေပြီးတော့စစ်ပေးဆောင်ပြည်သူများထဲမှာတက်ကြီးရွယ်အိုများကလေးငယ်များကိုရင်ဆောင်မိခင်များအများပါဝင်ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးတော့ထိုင်းနိုင်ငံအယုဒ္ဓယမြို့ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလောအားခမရှင်ပေးပဲဖိနှိပ်ခံရသောမြန်မာလူသား9ဦးအတွက်အလုပ်ရှင်ဖြစ်သူကိုတရားစွဲဆိုမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ထိုင်းနိုင်ငံအယုဒ္ဓယမြို့ရှိဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာလောအားခမရှင်ပေးပဲနဲ့ဖိနှိပ်ခံရတဲ့မြန်မာလူသမား9ဦးအတွက်အလုပ်ရှင်ဖြစ်သူကိုတရားစွဲဆိုနိုင်ရေးကူညီပေးသွားမယ်လို့ MHAC မဟာမိတ်အဖွဲ့မှအမှုနဲ့ပြန်ကြားရေးတာဝန်ခံစင်ကပြောပြခဲ့ပါတယ်။အခုနှစ်မေလ14ရက်နေ့ကလေးကလောအားခမရပဲဖိနှိပ်ခံခဲ့ရတဲ့မြန်မာလူသား9ဦးအတွက်နယ်မြေခံအလုပ်သမားကာကွယ်ဆောင်ရှောက်ရေးရုံး၌အမှုဖွင့်ပြီးတော့ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီးလက်ရှိချိန်ထိအမှုရုံးချိန်4ချိန်များရှိပြီဖြစ်ကြောင်းအလုပ်ရှင်ဘက်ကညှစ်နေတဲ့အတွက်တရားစွဲဆိုနိုင်ရေးဆက်လက်ကူညီပေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။တတိကညစ်နေတာစဝါဒီကန်ရုံးကနေလဲဆင့်ခေါ်တယ်။ဥပဒေတိုင်းတတ်မဲ့ကာလာတွေကြော်လွန်တဲ့အထိပေါ့။ဒါပေမဲ့တတိဘက်ကမလုပ်ပေးဘူး။နောက်ဆုံးဆက်အနေနဲ့တတိကိုအခုတရားစွဲတော့မှာပါ။အလုပ်သမားတွေရတင်ရထိုက်တာပေးရင်ပေးမပေးရင်ထောင်ကြတဲ့အထိရောက်သွားမှာပါ။ကျွန်တော်အနေနဲ့နာသူတွေအလုပ်သမားတွေရှေ့ကနေပြီးတော့ပြီးတဲ့အထိနနာမှုတွေအပြေအဝပြန်လည်ရရှိတဲ့အထိရက်တီကာကွယ်ဆောင်ရှောက်ပေးသွားမှာပါလို့ MHC မဟာမိတ်အဖွဲ့မှအမှုဆောင်တဲ့ပြန်ကြားရေးတာဝန်ခံစင်ကပြောပြခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံနယ်မြေခံလူသမားကာကွယ်ဆောင်ရှောက်ရုံးရဲ့တာဝန်ရှိသူကနင်နာသူလုပ်သားများရဲ့နင်နာကြီးဆိုင်ရာများဆောင်ရွက်ပေးနိုင်ရန်အတွက်နိုဝင်ဘာလအတွင်းရုံးချင်းဖြစ်သတ်မှတ်ပေးသွားမှာဖြစ်ပေမဲ့ထိုရက်၌လူသမားများအတွက်နင်နာထားသည့်များကိုရရှိနိုင်ရန်လုပ်ငန်းရှင်ကိုတရားရုံး၌တရားစွဲခြင်းစတင်မှာဖြစ်ကြောင်းသိရှိရပါတယ်။တတိယတစ်ပုဒ်အနေနဲ့မောင်တော်မြို့သိန်းတိုက်ပွဲမှာမြို့မရဲစခန်းနဲ့လာဝကဂိမ်းများလုံခြုံရေးစခန်းများကိုတော်လိုင်းတပ်များကတင်ယူလိုက်ပြီးနေရာများစုကိုထိန်းချုပ်စစ်တပ်ဘက်မှစစ်သားများပြထိုင်းဘက်သို့ထွက်ပြေးပြီးထိုင်းစစ်တပ်သို့လက်နက်20ကျော်အနှံခိုလုံခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နင်္သာရီတိုင်းဒေသကြီးတနင်္သာရီမြို့နယ်မော်တောင်မြို့ပေါ်မှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားတိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မော်တောင်မြို့မှာရဲစခန်းနဲ့လာဝကလုံခြုံရေးဂိတ်များကိုတော်လိုင်းတပ်များကတင်ယူလိုက်ကြောင်းတော်လိုင်းသတင်းမြစ်ကပြောပြခဲ့ပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာစတင်ပြီးစစ်တပ်ကမော်တောင်မြို့နယ်ထိုင်းမြန်မာနယ်စပ်ကုန်းသွေးလမ်းကြောင်းကိုနယ်မြေစုံမှုပြန်လည်ရရှိရေးအတွက်စစ်ကြောင်းထိုးလာကြောင်းထို့သောစစ်ကြောင်းထိုးလာမှုအတွင်းမှာ KNL ဦးဆောင်သောတော်လှန်ရေးတပ်များနဲ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မြို့ပေါ်အထိပါတိုက်ပွဲများကူးစက်ခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့တို့မှာတော်လှန်ရေးတပ်များကမော်ရောင်မြို့ပေါ်ရှိမြို့မရဲစခန်းလုံခြုံရေးဂိတ်များလာဝကဂိတ်များကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရှိရပါတယ်။သူတို့ကစစ်ကြောင်းထိုးနေရာကနေတိုက်ပွဲကမြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားတာပါအခုမြို့ပတ်ဝန်းကျင်တစ်ခုလုံးကိုတော်လိုင်းတပ်တွေထိန်းထားတယ်မြို့ပေါ်မှာလည်းပြည်သူတွေမရှိတော့စစ်ခွေးတွေလည်းပိတ်မိနေရရှိတယ်နယ်မြေစုံမှုကတော်လိုင်းတပ်တွေဘက်ကစုံမှုထားတယ်လို့တော်လိုင်းသတင်းမြစ်ကပြောဆိုခဲ့ပါတယ်။
မော်ရာမြို့ပေါ်မှာတိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မြို့ပေါ်မှာစစ်သားချုပ်ကနေဆက်ဘက်သို့ဆုတ်ခွာလာပြီးနိုဝင်ဘာလ14ရက်နေ့ဒီကနေ့မနက်3နာရီခန့်အချိန်မှာစစ်သား30နီးပါးမှထိုင်ဘက်သို့ခိုလုံလာကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်သားများထံမှလက်နက်20ကျော်ကိုသိမ်းယူလိုက်ကြောင်းရင်းဖြစ်စဉ်ကိုစစ်ပေးရှောင်များကတွေ့ရှိဓာတ်ပုံများရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းများကိုပြန်လည်ဖျက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်စစ်ပေးရှောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံထဲဝင်ခွင့်ပေးတယ်။စစ်ခွေးတွေကိုလည်းမြို့ပေါ်ကနေဆုတ်လာတာစုစုပေါင်း30ကျော်တိုင်းလက်နက်20ကျော်ကိုထိုင်းစစ်တပ်ကအပ်တယ်။အဲ့ဒါမနဲ့စောကြီးဆိုတော့စစ်ပေးရှောင်တွေကလည်းသွားပြီးတော့မှတ်တမ်းယူကြတာ။ထိုင်းစစ်တပ်ကအကုန်ဖြတ်ခိုင်းပါတယ်။ပြေးလာတဲ့သူတွေအပြောအရတော့မြို့ပေါ်မှာစစ်ခွေးတွေအကုန်ဆုတ်ခွာကုန်ပြီလို့ထိုင်းမြန်မာနယ်စပ်မှာခိုလုံရောက်ရှိနေတဲ့စစ်ပေးရှောင်တူကရှင်းပြခဲ့ပါတယ်။လက်ရှိချိန်မှာထိုင်းမြန်မာနယ်စပ်သို့မော်ရာမြို့မှပြည်သူ3000နီးပါးစစ်ပေးရှောင်ရောက်ရှိနေတာဖြစ်ပြီးတော့စားနပ်ရိက္ခာဆေးဝါးနဲ့အမိုးအကာများလိုအပ်နေကြောင်းစစ်ပေးရှောင်ပြည်သူများမှာတက်ကြီးရွယ်အိုများကလေးငယ်များကိုဝင်ဆောင်မိခင်များအများပြားပါဝင်ကြောင်းသိရပါတယ်။လက်တလုံးမှာစစ်တပ်ကမော်ရာမြို့မကြဆုံးစေရေးအတွက်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်မြင့်တင်နေပြီးတော့မော်ရာမြို့ကိုလေရင်ဖြင့်ပုံကျဲချနေကြောင်းထို့ကြောင့်မော်ရာမြို့မှာဈေးအပါဝင်ပြည်သူလူထုရဲ့နေအိမ်များမိလောင်ဆုံးရှုံးမှုများဖြစ်ပေါ်လာအောင်ဒေသခံပြည်သူများထံမှသိရှိထားတာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ဒီမှာတည်းပဲပြီးဆုံးသွားပါပြီအခုလိုနာတော်တာဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်